မေလ9ရက်နေ့ညနေပိုင်းအထိအိန္ဒိယပါကစ္စတန်နှစ်ဖက်အားပြိုင်မှုသတင်းအကျဉ်းဖြစ်ပါတယ်။ရုရှားနိုင်ငံဟာအိန္ဒိယနိုင်ငံသို့ IGLA ဒုံးပျံစနစ်များပေးအပ်မှာဖြစ်ပါတယ်။ရုရှားနိုင်ငံအနေဖြင့်အိန္ဒိယနိုင်ငံဘက်မှထောက်ခံကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီးအိန္ဒိယပါကစ္စတန်နှစ်နိုင်ငံပြဿနာရပ်ကိုဂျာဝင်စေစပ်ညှိနှိုင်းဆွေးနွေးပေးလိုကြောင်းလည်းထုတ်ဖော်ပြောကြားလာပါတယ်။ရုရှားနိုင်ငံမှာခြေစိုက်တဲ့ပါကစ္စတန်သံအမတ်ကြီးကတော့နျူကလ িয়ার လက်နက်များအန္တရာယ်နှင့်နျူကလ িয়ার လက်နက်များသုံးစွဲနိုင်ခြေရှိကြောင်းထုတ်ဖော်ပြောကြားလာပါတယ်။အမေရိကန်ပြည်ထောင်စုကလည်းအိန္ဒိယနိုင်ငံဘက်မှရပ်တည်ထောက်ခံသွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောကြားလာပါတယ်။အိန္ဒိယနိုင်ငံအတွင်းမှာတရားမဝင်ဝင်ရောက်လာတဲ့ဘင်္ဂလားဒေ့ရှ်လူမျိုးများကိုလိုက်လံရှာဖွေဖမ်းဆီးလျက်ရှိပါတယ်။မေလ9ရက်နေ့ထိအိန္ဒိယနိုင်ငံအတွင်းသို့ဝင်ရောက်နေတဲ့တရားမဝင်ဘင်္ဂလားဒေ့ရှ်လူမျိုးအယောက်900ခန့်ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရှိရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကလက်တုံ့ပြန်တဲ့အနေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာရှိတဲ့လက်ဖက်ခြံများမှာအလုပ်လုပ်နေတဲ့ဟိန္ဒူဘာသာဝင်အိန္ဒိယနိုင်ငံသားများကိုလစာမပေးဘဲထားရှိခဲ့တဲ့အတွက်အဆိုပါလက်ဖက်ခြံအတွင်းမှာရှိတဲ့ဟိန္ဒူဘာသာဝင်အလုပ်သမားများကစန့်ကျင်ဆန္ဒပြလျက်ရှိပါတယ်။ပါကစ္စတန်နိုင်ငံအနေဖြင့်တန်ခင်းတမန်ခင်းရာကုလသမဂ္ဂမျက်နှာစာမှာ၎င်းနိုင်ငံအပေါ်ထောက်ခံမှုရရှိရေးကြိုးပမ်းလျက်ရှိလာထင်သလောက်ခရီးမပေါက်ဘဲအိန္ဒိယနိုင်ငံအပေါ်ထောက်ခံမှုများသာပုံမများပြားလာလျက်ရှိပါတယ်။တူရကီရေတပ်မှစစ်ရေယာဉ်တစ်စီးဟာပါကစ္စတန်နိုင်ငံကရာချီမြို့သို့ချစ်ကြည်ရေးအလယ်ပတ်အဖြစ်ရောက်ရှိနေကြောင်းသိရှိရပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ကတော့မလေးရှားဝန်ကြီးချုပ်နဲ့ဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပြီးပါကစ္စတန်နိုင်ငံဟာအကြမ်းဖက်မှုမှာပါဝင်ပတ်သက်သည်ဟုသောအထောက်အထားများတောင်းခံရန်ကိုလည်းဆွေးနွေးလျက်ရှိပါတယ်။ပါကစ္စတန်နိုင်ငံအတွင်းမှာရှိတဲ့အချို့သောနိုင်ငံရေးပါတီမှပုဂ္ဂိုလ်များကာကွယ်ရေးဝန်ကြီးတို့က၎င်းတို့အကြမ်းဖက်မှုများနှင့်ပါဝင်ပတ်သက်ခဲ့ကြောင်းဝန်ခံထားပြီးဖြစ်ပါတယ်။မေလ9ရက်နေ့ညနေ4နာရီချိန်ခန့်ကပါကစ္စတန်အာဖဂန်နစ္စတန်နဲ့တာဂျီကစ္စတန်နယ်စပ်ဒေသများမှာရစ်စတာစကေ9.8ပြင်းအားရှိတဲ့ငလျင်လှုပ်ရှားခဲ့ပြီးပါကစ္စတန်နိုင်ငံအတွင်းမှာတော့4.2ပြင်းအားရှိတဲ့ငလျင်ခန်းစားခဲ့ပါကြောင်းတင်ဆက်အပ်ပါတယ်။